မျိုးပါဒါပေမဲ့နောက်ထပ်12မိနစ်အကြာမှာနောက်ထပ်ငလျင်တစ်ခုထပ်လှုပ်ပါတယ်အဲ့ဒါကပြင်းအား 6.4 ရှိပါတယ်အဲ့ဒီနောက်ဒီနေရာတစ်ဝိုက်မှာပဲနောက်ထပ်ငလျင်တွေ9ခုလောက်ကိုစက်တိုက်လှုပ်ခဲ့ပါတယ်အဲ့ဒီနေရာတွေကိုဒီမြေပုံမှာပြထားပါတယ်တောင်ဘက်မှာတစ်ခုဖြစ်သွားပြီးတော့ကြံတဲ့ငလျင်တွေကတော့သူ့မြောက်ဘက်မှာအစုလိုက်ဖြစ်သွားတဲ့နေရာတွေကိုတွေ့နိုင်ပါတယ်မြေအောက်မှာဘာတွေဖြစ်နေလို့ဒီလိုငလျင်ကြီးတွေဖြစ်လာတာလဲမြေပုံကိုဒီမှာနည်းနည်းချဲ့ကြည့်ရင်ပြည့်ရွေကြောတွေကိုတွေ့နိုင်ပါတယ်မြန်မာကအဓိကငလျင်ကြောကြီး၄ခုစုံတဲ့နေရာနားမှာရှိနေပါတယ်ကမ္ဘာမြေကြီးရဲ့မြေသားလွှာတွေကအပိုင်းကြီးတွေစုနေပြီးသူတို့ကလည်းအချင်းချင်းပုတ်တိုက်ရွေ့လျားနေကြပါတယ်ဒီအောက်မှာကအိန္ဒိယပြည့်ရွေကြောနဲ့ဒီအပေါ်ဘက်မှာကယူရေးရှားပြည့်ရွေကြောရှိပါတယ်ဒီအောက်မှာနောက်ထပ်2ခုရှိပါတယ်အဲ့ဒီပြည့်ရွေကြောတွေပုတ်တိုက်မိတဲ့အခါပုတ်အားတွေဖြစ်လာပြီးအဲ့ဒီပုတ်အားတွေကြောင့်ပဲငလျင်တွေဖြစ်လာတာပါအစောပိုင်းမှာတွေ့ရတဲ့ဒီအထောက်အထားတွေအရဒီတစ်ခေါက်မှာအဲ့ဒီပုတ်အားကမြန်မာနိုင်ငံထဲကအဓိက